အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ကခြေရက်မှာရှိတဲ့မုကတာ BBQ ဆိုတဲ့နေရာမှာမုကတာတောဆာမှာဖြစ်ပါတယ်ဒီဆိုင်ကမြန်မာချင်းလေးတွေနားထောင်ချင်းနေဆိုလို့ရှိရင်တော့ဘာသာစကားဘာမှပြောစရာတက်တယ်မလို့ပါဘူးဒီမှာသူတို့ရတဲ့အားစာတွေပါseafood တွေအတားတော့3မျိုး4မျိုးလို့ရှိတယ်ဝတ်တာ3မျိုး4မျိုးလို့ရှိတယ်အမှကျတော့ UK နဲ့ ice cream seafood တွေအမှပဇွန်တွေဝတ်တာတွေအများကြီးပါပဲစားတော့ကောင်းတယ်ဒီကြတော့ဗင်တီဟီရွက်တွေကျိတ်တော့စားတယောက်ကမှ29ချက်ပဲရှိတယ်တယောက်ကမှ29ချက်တမ်းမှတ်တယ်ကျွန်တော်ကဒီမှာကြည့်လိုက်အများကြီးပဲကျိတ်တော့ယူတယ်အကုန်စားနိုင်အောင်တော့ကြိုးစားတာပေါ့နော်ကိုယူထားတဲ့ဟာတော့အကုန်စားနိုင်အောင်တော့ကြိုးစားတာပေါ့ဒီမှာယူသမျှအကုန်လုံးပါပဲအဲ့ဒါပထမချီကျွန်တော်ယူထားတဲ့ဟာနောက်တစ်တော့ကျတော့ဗီဒီယိုမှာမပြောတော့ဘူးမစားတော့ပြီးပါပြီစားပါပြီကုန်ပါပြီပြန်တော့မယ်ကိုကတော့ဘိုက်လေးပြီးပြီသမီးချောလေးကဘိုက်ပြီးနေပြီဗီဒီယိုကကြီးမှာကျွန်တော်ချစ်ဇနီးလေးကျွန်တော်သမီးလေးမှာကျွန်တော်ကိုယ်တိုင်တောက်ပါပြီရေတောက်တယ်ရေကတော့ပန်းနဝတ်ထားရှိတယ်အဲ့ဒါနဲ့တော်လို့ရတယ်ပြီးတော့ပလင်းဝတ်ထားရှိတယ်ကဲကျွန်တော်ပြန်တော့မယ်စားတော့ပြီးပါပြီဝရတယ်ရမ်းလေးချူတင်ပါတယ်ညလေးမိုးချုပ်နေပါပြီဒီမှာကျွန်တော်တို့လာတာ9နာရီခွဲကြော်ပေါ့သူတို့ဆိုင်ဖွင့်တာ6နာရီခွဲကနေဆိုင်ဖွင့်တယ်ပဲတဲ့ချိန်တော့ကျွန်တော်ကမသိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြန်တာဆိုးလို့ပေါ့နော်အဲဒါကြောင့်ကျွန်တော်သူတို့ဆိုင်ပိတ်တာတော့မမင်းဖြစ်ဘူးဒါပေမဲ့တော့ရှင်လဲဆိုလို့ရှိရင်တော့6နာရီလောက်တော့ပြီးတော့တယောက်ကိုမှ29နဲ့ပြ90ပဲရှိတယ်အဝအစားကြိတ်တလောက်စားโอเคအဲ့ဒါလေးကို recommend ပေးချင်ပါတယ်လိပ်စာတော့အောက်မှာရေးထားပေးလိုက်မယ်ကျေးဇူးတင်ပါတယ်အားလုံး bye bye Thanks for watching Joseph Costello follow for more awesome instant karma action